မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ကျွန်မအခုမိတ်ဆွေများကိုဥရိဖုတုတောက်မျှပေးသွားမယ့်အကြောင်းအရာကတော့ဒီအချက်မြေတိုက်ခန်းတွေနဲ့ပတ်သက်ပြီးတော့ဆင်ပေးစာချုပ်ချုပ်ဆိုရမှာเนาะမိတ်ဆွေတို့เนาะတည်ထားတဲ့နဲ့တတိထားရမယ့်အချက်ပေါ့เนาะဒါနဲ့ပတ်သက်ပြီးတော့ဥရိဖုတုတောက်မျှပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆင်ပေးစာချုပ်တွေကိုဘယ်လိုလူတွေများသောချုပ်ဆိုလဲဒီအချက်မြေတိုက်ခန်းရောင်းဝယ်တဲ့เนาะအချက်မြေအကျိုးဆောင်တွေနဲ့အတူဒီကိုပိုင်ဆိုင်သောအချက်မြေတွေကိုဟောတာရောင်းတဲ့သူတွေပေါ့နော်သူတို့ဒီပုဂ္ဂိုလ်တွေတတိထားရအောင်လို့ဒီမှာဒီချက်ကလေးကိုသူတို့ဥပဒေဘုဒ္ဓတော်ဝေမျှတာဖြစ်ပါတယ်ဒါပါလဲဆိုလို့ရှိရင်ကိုကဆံပေးစာချုပ်နော်တခုကိုတေချာမဖတ်ဘူးဆိုင်ရနေပြီးတော့အတင်းရဲ့စာချုပ်တစ်ခုဝယ်လိုက်တယ်ဝယ်ပြီးတော့ကိုဆောင်ရွက်မယ်နေပါเนาะဒီအိမ်ချမ်းမြေကိုရောင်းချတဲ့ဒီအိမ်ချမ်းမြေကိုတမယူတာဝန်ခံရောင်းချတဲ့အိမ်ချမ်းမြေနဲ့တော်လကောင်ကိုပိုင်ဆိုင်သောအိမ်ချမ်းမြေတိုက်ခန်းကိုတော်လကောင်ကိုရောင်းချတဲ့နေမှာကိုကတစ်ဖက်ဝယ်သူရှင်ကနေကိုဆင်ရယူလိုက်တယ်ဆင်ရလိုက်တဲ့ခါကျတော့အတင်းရိုက်စာချုပ်တို့ရဲ့ထုံးစံအတိုင်းဒီဖြစ်ဆွဲရမယ်ဒီကွက်လက်တွေနေရာမှာပဲဖြည့်လိုက်တယ်ဟိုအလဲစာကိုတေချာဖတ်ဘူးเนาะဖြည့်ပြီးတော့တစ်ဖက်ကဆင်ငွေကိုယူတယ်ဟုတ်လားသူတို့ကလည်းပဲကိုယ်ဆင်ပေးတယ်ဖယ်ထိတ်ဖယ်ရမှာငွေချပါမယ်ဆိုပြီးတော့ဒီစာချုပ်မှာရေးသားဖော်ပြပြီးတော့ပြန်သွားကြတယ်ပေါ့သူတို့ process သူတို့စာစစ်တာတွေပဲသူတို့ဆက်လုပ်တာရှိမှာပေါ့နော်အဲ့တော့ဒါပေမဲ့ဒါအခုဒီဆင်ငွေလက်ခံတဲ့ရောင်းချတဲ့သူကိုပဲကျွန်မပြောချင်တာအဲ့တော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ကိုဒီဆင်ငွေတော့လက်ခံပြီးထားပြီးနဲ့လို့ဒီတတ်မှတ်ရက်မှာကိုဒီလက်ရှိဆင်ငွေလက်ခံထားတဲ့เนาะအချက်မြေတက်ခန့်နဲ့ပတ်သက်ပြီးတော့ကိုမရောင်းဖြစ်တော့ဘူးလို့မရတော့တဲ့အချိန်မျိုးမှာကိုကဟာလားဒီဘက်ကိုပြောရပြီကျမတော့ဒါလေးကိုလူချင်းမလို့ရှိရတာဆံငွေလက်ခံထားတော့မှန်တယ်ထားတယ်လို့ဒါလေးကိုရောင်းလို့မဖြစ်တော့ဘူးဒါကြောင့်မလို့ကျွန်တော်ဆံပြန်ပေးပါမယ်ဒီလိုချိန်မျိုးဟုတ်လားတစ်ဖက်ကနေပြီးတော့ဆံပြန်ပေးမယ်ဆိုလို့ရှိရင်တော့မင်းစာချုပ်မှာနော်ဆံငွေ2ဆလို့ပြောတယ်မင်းဆံငွေ2ဆငါတို့ပြန်ပေးရမယ်ဒါမျိုးပြောနိုင်တယ်နော်နောက်တစ်ခုတချို့စာချုပ်တွေမှာယခုစာချုပ်ပါပေးရထားသောဆံငွေပြင်ရင်းဆံငွေ2ဆကိုပေးရမယ်ဆိုလို့ရှိရင်ဒီစာချုပ်ပါဆံငွေပြင်ရင်းဆံငွေ2ဆဆိုတော့ကိုက2ဆနဲ့ဆိုရင်ကိုက100သူများရှယ်ယူထားတယ်ဆိုရင်စာချုပ်ပါဆံငွေ100 2ဆဆိုတော့200 300ပေးရမယ်ဒီလိုမျိုးသူများကိုတောင်းဆိုနိုင်တယ်အဲ့လိုခါမျိုးမှာကိုကဒီဆံပေးစာချုပ်ချုပ်ခဲ့စဉ်တော့အလွယ်တကူပဲဟုတ်လားအသေးရိုက်စာချုပ်ကိုဝယ်ယူပြီးတော့တေချာမစစ်ဆေးခဲ့တဲ့အတွက်ဒါကြောင့်မလို့စာရွက်စာတမ်းမှာဖော်ပြထားတယ်เนาะစာရဲ့အဓိပ္ပာယ်ကိုတေချာစစ်ဆေးဖတ်ရှုမှုမပြုတ်ခဲ့တဲ့အမှားကြောင့်မလို့ကိုကဒုက္ခရောက်နိုင်တယ်เนาะဒါကြောင့်မလို့ဆင်ပေးစာချုပ်ချုပ်ဆိုရမှာကိုချုပ်ဆိုမဲ့ဆင်ပေးစာချုပ်ဒီကိုအတွက်ကဘာဖြစ်မဲ့စာချုပ်လားကိုဒုက္ခရောက်စေမဲ့စာချုပ်လားဆိုတာတေချာဖတ်ရှုပြီးတော့မှချုပ်ဆိုပါလို့ကျွန်မအကြံပြုချင်